လက်စားရဲ့ပုံမှာဆွဲမဲ့တဲ့လောဘဒီနေရာမှာမတိကုံတလေသူ့ကိုအဓိပ္ပာယ်နှစ်မျိုးပြောတယ်လက်ဝတ်လက်စားတွေပုံမှာဆွဲမဲ့တဲ့လောဘလို့ဆိုလို့ရတယ်လို့လက်ဝတ်လက်စားတွေဝတ်ထားတဲ့သားတွေသမီးတွေဇနီးမယားတွေလင်းယောက်ျားတွေဒါတွေရဲ့ပုံမှာဆွဲမဲ့တဲ့တန်ရောစဉ်တရားကိလေသာတရားကိုလည်းပဲဆိုလိုတယ်ပေါ့မဏိကုံတလေသူဗရမ ्या တော်ဝိစင်ရထအပ်သောပုဒ်တိသူဓာရီသူစသားမယားရဲ့ပုံမှာရာအပိက္ခအကျင့်ပြင်းထန်တဲ့ငဲ့ကွက်မှုဆိုတာရှိတယ်အဲ့ဒီပြင်းထန်တဲ့ငဲ့ကွက်မှုဟာဧတံတလံဗန္ဒနာမဟုတေတာပညာရှိတွေအတွက်ဒါဟာခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုရတယ်ပမကံကသိကြတဲ့ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေအတွက်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဆိုတာမိသားစုဝင်ချင်းချင်းညီကိုမောင်နှမချင်းချင်းရွှေမျိုးချင်းချင်းမိတ်ဆွေချင်းချင်းချစ်ကြခင်ကြတဲ့ပုဂ္ဂိုလ်ချင်းချင်းနှောင်ဖွဲ့ထားတဲ့တနည်းအားဖြင့်ဒီဒေသနာရပြောရရင်ယာအပိက္ခငဲ့ကွက်မှုကိုထပ်ပြီးတော့နားလည်အောင်ဘယ်လိုများရှင်းပြရပါမလဲနော်ငဲ့ကွက်တယ်ဆိုတာလေနော်စိတ်ထဲမှာရှိနေတယ်မထားခဲ့နိုင်မထားရက်ဘူးစိတ်ထဲမှာနော်ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့လုံမထားရက်ဘူးအဲ့ဒါကိုငဲ့ကွက်တယ်လို့ဆိုမယ်ဆိုနိုင်ကောင်းတယ်အဲ့လိုပဲဒကာမတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာနော်ဒီလူကိုတော့တစိမ့်ပြင်ပလို့ဘာမှမဆိုင်တဲ့လူတယောက်လို့မထားခဲ့နိုင်ဘူးဒီလူကတော့ငါလူကိုယ့်ရဲ့အတွင်းလူဟုတ်လားအဲ့ဒါဘာလဲလို့မေးငဲ့ကွက်မှုပေါ့နော်အဲ့ဒီငဲ့ကွက်မှုဆိုတာရှိတယ်တဲ့အဲ့ဒါမျိုးကိုသာလေဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဧတံတလံဗန္ဒနာမဟုတေတာခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုတယ်တဲ့အဲ့ဒီခိုင်မြဲတဲ့အနှောင်ဖွဲ့ကိုမြတ်စွာဘုရားကစကလုံးသုံးလုံးနဲ့နည်းနည်းလေးထပ်ပြီးတော့ပုံပေါ်အောင်ရှင်းပြတယ်ဩဟာရိနံတိဋ္ဌိလံဒုပ္ပမုံစာ